အားလုံးပဲမင်္ဂလာပါခင်ဗျာရဲဘော်ရှမ်းလေးမှာပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့ကျွန်တော်28ရက်နေ့ Super Sunday တနင်္ဂနွေနေ့ဒီနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ကမ်းတက်မှာဘွားပြတ်သွားတဲ့အကျန်းဖက်စစ်ခွေးတက်ကကောင်တွေအကြောင်းကိုကျွန်တော်ရုပ်သံမှတ်တမ်းလေးနဲ့တကွာဖော်ပြပေးခြင်းပါတယ်ဒီသတင်းကိုဖော်ပြပေးဖြစ်တဲ့အကြောင်းအရာကအရခတ်တော့ A ရဲ့ကျွန်တော်တို့ဂျမ်ဖက်စစ်ခွတ်တက်ရဲ့ထိုးစစ်တိုင်းကိုအကောင်းဆုံးကြံ့ကြံ့ခံတဲ့ခုခံစစ်တွေနဲ့အတူတံပြန်တိုက်စစ်ဆင်နိုင်ခဲ့တဲ့အခြေအနေတွေမှာကျွန်တော်တို့ AR တိုင်းထဲမှာရှိတဲ့စစ်စကန်3ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ point 288ကုန်းရယ် point 188ကုန်းနဲ့ point 148စကန်ကုန်းတွေကိုကျွန်တော်တို့အရခတ်တော့ A နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေသိမ်းပိုက်နိုင်ခဲ့ပြီးပါပြီဒီသတင်းကိုဟိုဘက်ရက်ကွက် lobby တတိုက်က face news ဆိုပြီးတော့ဖော်ပြနေကြပြန်ပါတယ်မြေပြင်မှာမနိုင်တော့သတင်းလိမ့်မယ်ပေါ့ဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ခုက16ဖာပွန်တက်မလွန်ဆိုတဲ့အကြောင်းမှာဖာပွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖော်ပြတဲ့အခါမှာတကယ်ကိုအားရင်အပြည့်နဲ့ကျွန်တော်အမြဲတမ်းဖော်ပြဖြစ်တယ်ဘာကြောင့်လဲဆိုတော့တက်မ9နေမီဖြစ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးသိရှိပြီးပါပြီအခုအခြေအနေတွေမှာတော့ကျွန်တော်တို့KNL စီမှာလာရောက်ပြီးတော့အလင်းဝင်တဲ့တပ်သားတဦးရှိပါတယ်သူလဲပေါ်တာဆွဲခံရတဲ့ပါစတယောက်ပါသူလင်းဝင်လာတဲ့ပုံကကျွန်တော်ရဲ့မိသားစုဝင်တွေအရန်ကိုထူဆန်းပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီခလာရ19တရင်မှုဘုံမှုကြော်မင်းတန်းကိုလုံကြံတက်ဖြတ်ပြီးတော့မှသူကအလင်းဝင်လာတာပါဒီလိုမျိုးပါစတွေကိုတော့ကျွန်တော်တို့အားလုံးကကျူဆိုရမှာဒါတကယ်ကိုဖြစ်တဲ့လောက်ရဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်ဖော်ပြမယ့်အကြောင်းအရာကျွန်တော်မိသားစုဝင်တွေအားရမသတင်းတွေဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူရှိနေပေးဖို့ကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ်16ဖာပွန်တမလွန်ဆိုတဲ့အကြောင်းကိုကြားကြင်လားကန်တက်ဒိုအကန်တက်တချင်းကတော့ကန်တက်တာဒါပေမဲ့ကန်တက်နိုင်မယ်နဲ့အစုလိုက်ပြုံလိုက်သေးဆုံးပြီးတော့အရှင်လက်လက်အဖမ်းခံလိုက်ရတဲ့အခြေအနေတွေကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ Telegram မှာလည်းကျွန်တော်ရုပ်သံမှတ်တမ်းအပြည့်အစုံတွေကျွန်တော်ဖော်ပြထားပါတယ်ဒါပေမဲ့ဒီဖော်ပြချက်တွေကိုဟိုရက်ကွက်ကငစနူ lobby တတိုက်က face news တွေသတင်းလိမ့်နေပါတယ်ဆိုပြီးတော့မြေပြင်မှာစစ်မနိုင်တော့သူတို့ကကျွန်တော်တို့ရဲ့အရကတက်တော် AA ရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်ကိုတော့မှသူတို့ကသတင်းလိမ်ထုတ်ပြန်တယ်ဆိုပြီးတော့အာတာဖြီနေကြလို့ပါဟုတ်ပြီကျွန်တော်အရကတက်တော့ A စစ်တွေကြောက်ဖြူထိုးစစ်တွေပြင်မကွေး AR ဘကိုးချင်းပြည်နယ်တတိုက်မှာလည်းပတ်ပြီးတော့တီးနေတယ်ဆိုတဲ့အကြောင်းဒီချင်းတွေမှာချမ်းဖက်စစ်ခွေးတက်ကကောင်တွေဟာလက်ရှိတနိုင်ငံလုံးကပေါ်တာဆွဲခံထားရတဲ့လူငယ်တွေကိုလူလုံးလှိုင်းအဖြစ်အသေးခံခိုင်းနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဒီအပိုင်းတွေအတွင်းမှာကျွန်တော်ရဲ့မိသားစုနေကျွန်တော်နေ့စဉ်ဆွေးနွေးဖြစ်တယ်ဆိုတော့ချင်းတောင်ပိုင်းစစ်စင်ရေးမှာလည်းအရခတ်တက်တော့ AA ကပူးပေါင်းပြီးတော့စစ်စင်ရေးတွေပုံဖော်နေတယ်အခုလည်းပဲရခိုင်ဒေသကိုပို့လိုက်တဲ့ကျွန်တော်တို့ပါစပြည်သူစစ်တွေအားလုံးနှိပါဟာတကယ်ကိုချာ green တွေကိုရောက်သွားတဲ့အတိုင်းမှာပဲအသားတုံးတစ်ခုကိုကျွန်တော်တို့ကြားရဲ့ပါဇက်သေးကိုပြစ်ထည့်လိုက်သလိုပဲကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့ဒါကိုယ့်ရဲ့သားသမီးတွေပြည်သူစစ်ပေါ်တာဆွဲတာတွေပြီးတော့ပါစသည့်အဖြစ်နီးမျိုးစုံနဲ့အတင်းအာဓမခေါင်းစဉ်အောက်မှာကျွန်တော်တို့စစ်မှုထမ်းနဲ့ပါသွားတဲ့ပြည်သူတွေရှိတယ်ဆိုရင်တော့ကျွန်တော်တော်တော်စိတ်မကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိကျွန်တော်တို့ EAO နယ်မြေတွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နယ်မြေအသီးသီးမှာဒီကောင်နေရာအတုံးအယုံအလုံးအရင်းနဲ့ဖန်စီခံနေရတာဖြစ်ပါတယ်။တိတ်သွားတဲ့သူတွေကတော့အများအပြားပေါ့ဗျာ။ဟုတ်ပြီဒီလူတွေအားလုံးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုအခြေခံလက်လုံလက်စားကြောမွဲပြည်သူတွေပဲဖြစ်တယ်ဆိုတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေလည်းသိမှာဖြစ်တယ်လို့ကျွန်တော်လည်းအမြဲတမ်းဖော်ပြပါတယ်ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတယ်ကျွန်တော်တို့ရဲ့လူငယ်အရင်အမြင့်တွေကိုအကြမ်းဖက်စစ်အာဏာယူခွေးအုပ်စုဟာနေ့စဉ်အသေးခံခိုင်းနေတယ်အာဏာရှင်တအုပ်ဘယ်ကောင်ပဲတက်လာကျွန်တော်တို့ရသားပြည်သူတွေကိုပဲအတုံးချပြီးတော့သူတို့ရဲ့အာဏာတည်မြဲဖို့သူတို့ရဲ့စီးစိမ်တွေသူတို့ရဲ့သားသမီးတွေအတွက်အသေးခံခိုင်းနေကြတယ်ဆိုတာကိုကျွန်တော်တို့ရှင်းလင်းသိမြင်ဖို့အတွက်ပါ
လက်ရှိအချိန်နေမှာလဲကျမ်းဖတ်စစ်ခွေးတက်ထဲကိုမရောက်သေးဘူးဆိုပြီးတော့နီးမျိုးစုံနဲ့ငွေနဲ့ရှင်းရင်းနဲ့ထိန်းလာကြတဲ့ပြီးတော့ငွေပေးပြီးတော့ကျွန်တော်တို့အလှည့်ကြော်နေကြတဲ့သူတွေကိုလည်းသတိပေးခြင်းတယ်မကြခင်အလှည့်ဆိုတာကရောက်လာမှာပါဆိုတော့လူကုန်တိတ်ခါမဲစွာနဲ့အရှက်မဲ့အရှင်ဖန်ခံရမယ့်အခြေအနေတွေခွေးလိုဝက်လိုတည်သွားရမယ့်ဘဝတွေနဲ့လက်ရှိအခြေအနေကျွန်တော်တို့ဒါပြန်လည်ပြီးတော့စဉ်းစားဆုံးဖြတ်ဖို့လဲကောင်းပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်ကဖော်ပြမဲ့အဓိကအကြောင်းအရာကမ်းတက်မှာဘဝပြတ်သွားကြတဲ့အကျမ်းမဲ့ဖတ်စစ်ခွေးတက်ကကောင်းနေအကြောင်းဆိုရမှာပါဒီသတင်းကိုဖော်ပြပြတဲ့အကြောင်းကလည်းကျွန်တော်တို့အရကတက်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေ AR တိုင်းထဲမှာစစ်စကန်3ခုတုံးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအခြားသောသတင်းမီဒီယာတွေမှာလည်းကျွန်တော်မိသားစုကြားမှာပါသို့ပေမဲ့မြေပြင်မှာစစ်ရှုံးပေမဲ့လည်းပဲသူတို့မရှုံးပါဘူးကျွန်တော်တို့အရကတက်တော် AA နဲ့ကျွန်တော်တို့ဘက်ကနေထုတ်ပြန်ကြေညာတဲ့သတင်းတွေဟာ Face News တွေပါသတင်းလိမ်နေကြတာပါဆိုပြီးတော့အာသာဖြေနေကြလို့သူတို့ကိုကြည့်ပြီးတော့တော်တော်တနာမိအာသာလည်းဖြေစရာလည်းတိတ်မှမရှိတာဟုတ်အခုကြောင်မျိုးမင်းဆိုတဲ့ကောင်တော်မှအမှု17မှုနဲ့တရားစွဲထောက်မယ်ဆိုတဲ့အချိန်မှာလော်ဘီတစ်တိုက်ကမလောက်ကဘူးလေဘာပဲဖြစ်ဖြစ်ကိုအယိုးကိုချိုးပြီးတော့ခြံစည်းရိုးခတ်နေတာတွေကတမလားပြီးတော့ခြံစည်းရိုးကိုခွာပြီးတော့ထင်းခွေနေတာတွေအစသည်အပြစ်ဆုံးပလုံနေအောင်သူတို့တွေကလောက်ကြပါနဲ့သူတို့ကတော့သူတို့ချင်းချင်းတော့သူတို့ကစီးလုံးကျင်တဲ့အောင်တော့ရှိတယ်ဗျာသူတို့ကဘာကြောင့်လဲဆိုတော့ဒီရှိတာမှဒီလူတွေကလက်ချိုးရည်လို့ရတယ်ဗျာကျွန်တော်များများဆဆလည်းရှိနေကြတာမဟုတ်ဘူးဟုတ်ပြီသူတို့ကဘာကြောင့်သတင်းလင်ရတာလဲဆိုတော့ Face News ဆိုပြီးတော့ဘာကြောင့်သူတို့ကနေပြီးတော့ပြောဆိုနေကြတာလဲဆိုတော့ဒီအပိုင်းတွင်းထဲမှာသူတို့တွေကျွန်တော်တို့ပြည်သူလူထုတရက်လုံးကိုအခြားသောဒီရှုထောင့်မျိုးစုံကနေအာယုံလွှဲနေပေမဲ့ကျွန်တော်တို့မြေပြင်အခြေအနေတွေကျွန်တော်တို့သတင်းထုတ်ပြန်မှုတွေကအချိန်နဲ့တပြေးညီထွက်ပေါ်နေတယ်ဆိုတာလဲကျွန်တော်ရဲ့မိသားစုဝင်တွေသတိပြုမိပါပါဖြစ်တဲ့သူတွေကတော့ဖြစ်မှာပဲဒါကတော့တပိုင်းကြီးတဲ့သူတွေကလည်းကြီးကြမှာပဲဒါကတော့တပိုင်းဒါပေမဲ့ကျွန်တော်တို့တိုက်ဆရာရှိတဲ့ကျွန်တော်တို့နေမြေတွေစိုးမိုးစရာရှိတဲ့နေမြေတွေကိုတော့ဆက်လက်ပြီးတော့ထိန်းချုပ်နေတဲ့အခြေအနေတွေကလည်းအများအပြားနေရာစုံမှာရှိနေတယ်ဟုတ်ပြီဒါဆိုရင်တော့အရကတက်တော့အေးစစ်တွေကြောက်ပြူထိုးစစ်ဆင်နေတဲ့ပြင်မကွေး AR ဘကိုးချင်းပြည်နယ်မှာလည်းပဲဂျမ်ဖက်စစ်ခွေးတက်ကိုပတ်ပြီးတော့တီးနေတယ်ဆိုတာကအရကတက်တော့အေးကတရားဝင်ထုတ်ပြန်ကြေညာထားတာပါသူတို့ရဲ့ထုတ်ပြန်ကြေညာချက်ထွက်လာပြီးဆိုရင်တော့တေးကြပါပြီအဲ့ဒါပပလေးပဲရှိပါသေးတယ်တကယ်အထူကြီးတွေကနောက်ွယ်မှာအများကြီးဟုတ်ပြီကျွန်တော်တို့အရကတက်တော့အေးရခိုင်ပြည်နယ်စစ်တွေကြောက်ပြီးပတ်ဝန်းကျင်တွေမှာကျွန်တော်ထိုးစစ်ဆင်နေကြောင်းနဲ့အလားတူရခိုင်နဲ့ထိစပ်နယ်မြေတွေမှာ AR အဆက်တွေကျွန်တော်တို့ရခိုင်မကွေးအဆက်တွေရခိုင်ပဲခူးအဆက်တွေရခိုင်နဲ့ထိစပ်နေတဲ့ချင်းပြည်နယ်မင်းတပ်ကန်ပြီးတော့ကံပတ်လက်မြို့တွေအဆက်တွေမှာလည်းပဲကျွန်တော်တို့အရကတက်တော့အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေစေးလှုပ်ရှားမှုတွေအတွင်းမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကလူလိုင်းလုံးအဖြစ်ပါစာတွေကိုအသုံးပြုပြီးတော့အသေးခံထိုးစစ်ဆင်နေတယ်ဆိုတာလည်းသူတို့ထုတ်ပြန်ကြေညာချက်မှာတွေ့ရတယ်အဲ့ဒီစစ်စင်ရေးတွေအတွင်းထဲမှာသေတာမှတောက်လဲပါကျွန်တော်ရဲ့မိသားစုနေဟုတ်ပြီအကြမ်းဖက်စစ်ခွေးတက်ကကျွန်တော်တနိုင်ငံလုံးနီးပါကျွန်တော်တို့ပေါ်တာဆွဲထားတဲ့အပတ်စဉ်21 22 23စတဲ့ငစနူခွေးအားတွေအတုတ်လိုက်အရကတက်တော့ AA နဲ့ထိစက်နေမြေတွေကိုသူတို့တွေလူလိုင်းလုံးအဖြစ်အသေးခံပြီးတော့ပို့ဆောင်ခဲ့တာဖြစ်တယ်အဲ့ဒီအပတ်စဉ်3ခုလုံးနီးပါဟာလည်းပဲအင်ဟာမြောက်များစွာအခုအချိန်မှာတော့ဘဝပြတ်သွားကြပြီလို့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုဖော်ပြပေးနေတာဖြစ်ပါတယ်ဘလို့ဘဝပြတ်သွားတာလဲအချို့ကောင်တွေကတိုက်ပွဲအတွင်းမှာတည်သွားကြပါပြီအချို့ကောင်တွေကတော့မတည်မရှင်နဲ့လမ်းပြောက်နေကြတယ်ခွေးပြေးဝက်ပြေးတောင်ပြေးမြောက်ပြေးဘယ်နေရာပြေးမလွတ်ပါဘူးအချို့ကောင်တွေကတော့ကျွန်တော်တို့လက်ထဲမှာယာနဲ့ချီပြီးတော့အရှင်အဖမ်းခံနေရပါပြီဆိုတော့19ဖာပုံတမလွန်ဆိုတဲ့ကျွန်တော်နောက်ထပ်ဗီဒီယိုသတင်းမပြောခင်မှာကျွန်တော်ကဒီကြောင်းပြောတာကအမှန်တကယ်တမ်းတော့တနက်ပြောင်းကလှည့်လိုက်ရင်အားလုံးအဆင်ပြေသွားမယ်ကိစ္စဟုတ်ပြီကျွန်တော်အရကတက်တော့အေးထုတ်ပြန်ချက်လေးကိုအရင်ဆုံးဖော်ပြမယ်
ရခိုင် ARD အဆက်နေရာတွေမှာတိုက်ပွဲတွေနေ့စဉ်ပြင်းထန်တယ်ကျွန်တော်တို့အချမ်းဖက်စစ်ခွေတက်က344အမြောက်တပ်ပသိမ်ခြေဆိုင်တပ်ရင်းတွေမှာလည်းထုံတို့အင်အား400ကျော်နဲ့စစ်စင်ရေးတွေသူတို့တွေထိုးစစ်ဆင်တယ်ထိုးစစ်ကလည်းတစ်ချိန်တည်းမဟုတ်ဘူးချိန်ဖန်များစွာထိုးစစ်ဆင်ခဲ့တာပါအဲ့ဒီမှာအရကတက်တော် AA ရဲ့ကျွန်တော်တို့ဒါထူးခြားတဲ့စစ်ရေးမဟာဗျူဟာအောက်မှာအချမ်းဖက်စစ်ခွေတက်ကတော့သူကတော့ထိုးစစ်ဆင်တာအရကတက်တော့ AA ကတော့ခံစစ်ကနေပြီးတော့ခုခံစစ်ကနေပြီးတော့တံပြန်တိုက်စစ်တွေပြန်ဝင်တဲ့အချိန်မှာပဲအကြမ်းဖက်စစ်ခွတ်တက်ရဲ့ AR တိုင်းရေးကြီးမှာရှိတဲ့ကျွန်တော်တို့စစ်ခွေးစကန်ကုန်းတွေဖြစ်တဲ့ .288 ပြီးတော့ .188 .148 စခန်း3ခုလုံးကိုတစ်ခုပြီးတစ်ခုအရကတက်တော့ A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်မှုကျစ်လိုက်တာဖြစ်တယ်သူတို့ရဲ့ထုတ်ပြန်ကြေညာချက်နဲ့ရရှိထားတဲ့လက်နက်ခဲယမ်းတွေပြီးတော့ drone အသစ်ဆက်Made in China တွေအများပြကိုကျွန်တော်တို့သိမ်းစီရမိထားပြီးတက်သေးမှတ်တမ်းတွေနဲ့တကွပါတို့ပေမဲ့လည်းပဲဒါကိုသူတို့က face new လို့ထပ်ပြီးတော့လိန်ဖို့ကြိုးစားနေကြလို့ပါဟုတ်ပြီအရကတော် A ရဲ့ကြောက်ဖြူစစ်တွေထိုးစစ်တွေဒီစစ်စင်ရေးတွေနဲ့အတူတူထိစက်နေမြေတွေမှာဒါအချိုးညီလှုပ်ဆောင်နိုင်ခဲ့တဲ့အပြင်ကိုသူတို့ရဲ့စည်ရမှာပြူဟာတွင်နဲ့ကျွန်တော်တို့အချမ်းဖက်စစ်ခွတ်တဲ့အရေးပါတဲ့စစ်စကန်တွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်နိုင်နေတာကိုတကယ်ကိုအားရပွဲမြင်တွေ့ရပါတယ်ကျွန်တော်တို့အရကတတော် ULA 2023 နိုဝင်ဘာမှာစခဲ့တဲ့ရခိုင်စစ်မျက်နှာအပြင်ထိုးစစ်ဆင်မှုတွင်ထဲမှာလက်ရှိတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့မြို့နယ်တွေနဲ့ကြန့်ရှိတဲ့မြို့နယ်တွေပြီးတော့ပုံမလောက်ဖြစ်နေတဲ့အချမ်းဖက်စစ်ခွတ်တက်ပြီးတော့ရခိုင်ဆိုရင်ကတော့ခြေရောသေးရောပါထွက်ကြအောင်ကိုကြောက်နေရတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အခြေအနေတွေကျွန်တော်ရဲ့မိသားစုဝင်တွေကိုမြင်တွေ့စမ်းကျင်ပြီးဟုတ်ပြီနောက်ထပ်16ဖပွန်တမလွန်ဆိုတဲ့အကြောင်းပေါ့ဒီသတင်းကိုတွေ့လိုက်တဲ့အချိန်မှာတော်တော်ကျွန်တော်အားရတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုပတ်စမျိုးကိုတော့ကျွန်တော်တို့တိတ်ကိုလေးစားဖို့လိုတယ်ဗျဖပွန်ကခလာရ19တရင်မူဘုံမှုကျော်မင်းတန့်ကိုလောက်ကြံတက်ဖြတ်တကယ်ဆောင်စစ်မှုတန်းတသားတူပေါ့နော်သူ့ရဲ့ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်အတူလေးကိုကျွန်တော်အရင်ဆုံးဖော်ပြမယ်ဒီတရင်မှုကိုကျွန်တော်တတ်ဖို့ကကျွန်တော်ဒီအခြေတန်းကိုစထွက်လာတဲ့ဒီကမောင်မောင်းမှာပေါ့အဲ့ဒါသူ့ကိုကျွန်တော်တတ်ဖို့အတွက်ကျွန်တော်ကြံစည်နေတာဒါပေမဲ့ဒီလူကလည်းအရန်ကိုပါနှက်တော့ကျွန်တော်ဘလို့မှလုံးလို့မရဘူးပြီးတော့မှကျွန်တော်ကလည်းကျန်တဲ့ညီကိုတွေကိုစီယုံတယ်စီယုံပေမဲ့လည်းကျွန်တော်ဘယ်လိုပြောမလဲဒီသူတို့ကလည်းသွားပြီးတော့တိုင်မာလဲစိုးတယ်လေတချို့ရှိလို့ရှိရင်ဆိုတော့ကျွန်တော်အဲ့လိုနဲ့ပဲနေနေကျွန်တော်သူများထက်ပို့ပြီးတော့မှကျွန်တော်ပို့စူးစမ်းပြတာပေါ့ကျွန်တော်အမှစူးစမ်းပြတဲ့အချိန်မှာသူကကျွန်တော်ယုံပြီးတော့မှပစမန်းခန့်လိုက်တယ်ခန့်လိုက်တဲ့အချိန်မှာကျွန်တော်ပို့အခွင့်အရေးရပါတယ်နိအမှအခွင့်အရေးရတော့ကျွန်တော်အမှညီကိုတွေအကုန်လုံးချိတ်တယ်ဟိုဘက်ကတက်ကကောင်တွေရောပါအကုန်ချိတ်တယ်ချိတ်ပြီးတော့မှကျွန်တော်အဲ့ဒီမှာရှိတဲ့2ယောက်ဖတ်ပြေးပြီးတော့ပြန်ပြီးတဲ့2ယောက်ကိုသူတို့25ရက်နေတက်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်ကြားတယ်ပေါ့ကြားတဲ့အချိန်မှာကျွန်တော်က21ရက်နေ့ညကိုကျွန်တော်ဒီကောင်လေးကဲထုတ်မယ်ဒီတရင်မှုပဲကျွန်တော်တခါတည်းအပြည့်ရှင်းမယ်ဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်စီစဉ်ခဲ့တာကျွန်တော်စွန့်ရင်ခဲ့တယ်ဒါကျွန်တော်စွန့်ရင်တာကဒီကျွန်တော်ရဲ့ဒီကျွန်တော်နဲ့အတူလိုက်မဲ့ညီကိုတွေကိုအဲ့လိုမျိုးပြန်မိမှာပေါ့နော်ကျွန်တော်အတော့ကတော့ကျွန်တော်အရင်မစိုးရင်ဘူးကျွန်တော်ဗာပဲကျွန်တော်မှတနက်ရှိတယ်ကြီးလဲအပြေပဲဆိုတော့ဒီကောင်လေးတက်လာတာနဲ့ကျွန်တော်တို့ဒီတရင်မှုတက်နေတဲ့အချိန်မှာထုပ်ပိုးတွေနဲ့ပြင်ဆင်နေတဲ့အချိန်မှာဒီကောင်လေးတက်လာလို့ရှိရင်ကျွန်တော်ပြစ်ဖို့ကအစင်သင့်ပဲလေကျွန်တော်အဲ့လိုမျိုးဆိုလို့ကျွန်တော်တေမာလဲကျွန်တော်မကြောက်တော့ဘူးအဓိကတော့ကျွန်တော်လွတ်မြောက်ချင်တာပေါ့အဲ့စိတ်နဲ့ပဲကျွန်တော်စူးစမ်းလိုက်တာအဆင်ပြေသွားတယ်ဒီဗီဒီယိုဖတ်တန်းလေးရဲ့အစအဆုံးကိုကြည့်ကျင်တယ်ဆိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ဖော်ပြထားပါတယ်အချို့တိုက်ပွဲသတင်းတွေကတော့ကျွန်တော်တို့ရိုးရင်းကြမ်းတမ်းတာတွေပါတဲ့အတွက်ပေါ့နော် Telegram မှာကျွန်တော်ဒါဗီဒီယိုအရှိလေးပေါ့နော်ဖော်ပြတတ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်ပြီကျွန်တော်တို့ထပ်မံငါဖပွန်ကျွန်တော်ဒီခါပေါ့နော်ခါတန်ရာတွေနောက်ဆုံးရခဲ့တဲ့နေရာဆိုရင်လည်းမှန်ပါတယ်ဖပွန်ကဘယ်လောက်ထိကြမ်းတမ်းလဲဆိုတာအကြမ်းဖက်စစ်ခွေးတက်ကကောင်းတယ်မပြောနဲ့ကျွန်တော်တို့ဒေသခံတွေနဲ့တွဲနေတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကျွန်တော်အပါဝင်ကျွန်တော်တို့တော့မှအလူလဲခံရတဲ့နေရာသူတို့ရဲ့လမ်းမဆက်သွယ်ရေးအခြေအနေသူတို့ရဲ့ယာတိဥဒုသူတို့ရဲ့ဒီဘယ်လိုပြောမလဲတော့ရှင်တန်နေထိုင်တဲ့ကြမ်းတမ်းလွန်းတဲ့ဒီနယ်ပယ်ကြီးထဲမှာ
ကျွန်တော်တို့တော့မှဒါ9နှစ်ရှိပြီနော်ကျွန်တော်မိသားကျွန်တော်တို့တော့မှအလူးအလဲခံရတာအခုမနေ့တနေ့ကမှအတင်းအာရမစစ်မှုထမ်းပေါ်တာဆွဲအတင်းအာရမဆိုတော့ဒီကောင်လေးစိတ်ကတိတ်ပါတာမဟုတ်ဘူးပြီးတော့တင်းနှဲလေးကလည်းရက်တူပြီးတော့ရှည်တန်းစစ်မျက်နှာပြင်ကိုပို့ဘုံတိကုန်းတိနေမီမကျွမ်းကျင်ပြီးတော့လက်ရှိမိုးရသည့်ကာလကြီးအတွင်းထဲမှာသူတို့အတွက်ကရှင်စရာလမ်းကိုမရှိတာဒါတော့မှကင်ပြည်နယ်မှာကျွန်တော်မိသားစုဝင်အလုံးသိတဲ့အတိုင်းပဲကင်ချင်းလမ်းတွေပြကင်ချင်းလမ်းတွေဖောက်ဆိုတော့ဒီအချင်းတွေမှာတောင်မှတက်မှငါဖပွန်ကတာမန်အဖြစ်ကတော့တကယ်ကိုသူတို့တက်ကတော့စစ်တင်းချိုင်းဖြစ်တာပါအခုကတော့19ဖပွန်တမလွန်ဆိုပြီးတော့နာမည်ကြီးသွားပါတယ်တိုင်း19ပုံမူကျော်မင်းတန်းဂိမ်းသွားလို့ပါဒီမှာဆိုရင်သူပြောတဲ့အချက်လက်တွေထဲမှာအဓိကကျွန်တော်လွတ်မြောက်ချင်တာအဲ့ဒီစိတ်နဲ့ပဲကြိုးစားလိုက်တာအဆင်ပြေသွားတယ်ဆိုတာအကြောင်းလေးပါကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်စီမှာဤမျိုးစုံနဲ့ကျွန်တော်တို့ပြည်သူလူလူကျွန်တော်တို့မိဘတွေရဲ့ကလေးငယ်တွေသားသမီးတွေပေါ်တာဆွဲခံရတာရှိတယ်အချို့ကျတော့ငွေကြေးရေးကြောင့်လူစားထိုးခံရတာရှိတယ်ဒီအခြေအနေတွေမှာတကယ်လွတ်မြောက်ချင်တာလားတကယ်လွတ်မြောက်ချင်တကယ်လုပ်ဖို့ပဲလိုတာပါဒီသတင်းကတော့အားလုံးလည်းဖော်ပြပေးတာသတင်းကိုဖြစ်ပါလိမ့်မယ်သို့ပေမဲ့ကျွန်တော်ရဲ့ဒါမိဘပြည်သူတွေပြီးတော့အခုပေါ်တာဆွဲခံနေရပါတယ်ဆိုတော့စစ်မှုတန်းထဲမှာရောက်နေပါတယ်ဆိုတော့လူငယ်တတိုက်အနေနဲ့မိမိတို့ရဲ့စိတ်ဆန္ဒသာအရေးကြီးတာပါအားလုံးပဲသိရှိတဲ့အတိုင်းပဲကျွန်တော်တို့နိုင်ငံဟာတော်တော်လေးကိုအခြေအနေဆူဆူဝါးဝါးနဲ့ရင်ဆိုင်နေရတာပါကျွန်တော်တို့တိုင်းသားပြည်သူတွေအားလုံးပါဆိုတော့ဒီအခြေအနေကိုလည်းပဲကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေအားလုံးနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံးပူးပေါင်းပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်တို့ပုံဖော်လှုပ်ဆောင်နေကြတယ်ဆိုတာလည်းကျွန်တော်ရဲ့မိသားစုနဲ့နေ့စဉ်မြင်တွေ့ရမှာပါအခက်အခဲတွေတော့ရှိတယ်ဒါပေမဲ့လှုပ်ဖို့အတွက်ကျွန်တော်တို့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့လွတ်မြောက်ခြင်းတဲ့စိတ်ဘယ်ကနေလွတ်မြောက်ခြင်းတာလဲစစ်ခွေးဖနှက်အောက်ကလွတ်မြောက်ဖို့မင်းအွန်လိုင်းဟာအခုတကဘာလုံးကဘယ်သူမှလက်မခံတဲ့စစ်ခွေးတစ်ကောင်ပါအားလုံးလဲဒီလူကိုတော်တော်လေးကိုရှောင်ရှာမုန်းတီးနေကြတာတရုတ်ရဲ့ထောက်ခံမှုရထားတယ်ဆိုတာကမင်းအောင်လှိုင်ရဲ့အရေးအချင်းကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့လက်ကားစည်းနဲ့ရတဲ့လက်ကားနှီးပါရတဲ့တဘာဝတန်ဇာတာပစ္စည်းတွေကြောင့်ခဏအချိန်ထိထုတ်လို့မကုန်သုံးလို့မကုန်ဖြုံးလို့မကုန်တဲ့တဘာဝတန်ဇာတာပစ္စည်းတွေမြေကြီးထဲမှာရှိနေတဲ့ရေအောက်ထဲမှာရှိနေတဲ့ရနာတိုက်တွင်းကြီးကြောင့်တရုတ်ကမင်းအွန်လိုင်းကို expose လုပ်နေတာဖြစ်တယ်ဒီချင်းနေဒီမှာကျွန်တော်တို့အားလုံးအတူတူစူးစမ်းပြီးတော့လှုပ်ဖို့သာလိုတာပါကျွန်တော်မိသားစုဝင်တွေဒီတော်လိုင်းရေးကာလတွေအတွင်းပေါ့နော်ဒါဒီရပိုင်းနေဆိုမှလည်းစက်တိုက်ပဲရံဖြစ်နေတဲ့သူတွေရှိတယ်ငင်းခုန်နေတဲ့သူတွေရှိတယ်အချင်းချင်းဖိုးချနေတဲ့သူတွေရှိတယ်ပြဿနာကိုမီးကွက်ထွန်းပြီးတော့ရှာနေတဲ့သူတွေရှိတယ်ဒီအချင်းတွေကြားထဲမှာကျွန်တော်တို့တော်လိုင်းရေးအောင်ပွဲသတင်းတွေအားလဲစက်တိုက်ရှိနေတယ်ဆိုတာကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်တို့အဓိကဖော်ပြပေးချင်တာဖြစ်တယ်တော်လှန်ရေးအတွက်ကျွန်တော်တို့တွေအားလုံးအောင်စိတ်ရှိဖို့သာလိုတာပါအားလုံးလွတ်မြောက်ချင်လားဒါဆိုရင်တော့ကျွန်တော်တို့အတူတူအလုပ်လုပ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိသားစုဝင်ပေါ်ကြနှစ်သက်မယ်လို့မျှော်လင့်နေနောက်လာတဲ့ဗီဒီယိုတွေမှာဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစီပြီးကပီကျောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တို့ချင်းတွေနဲ့ပြည်နယ်ကင်းရှင်းပါစေအောင်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလိုက်ပါဗျာ